ဒီကောင်မလေးကတရားတစ်ခုလုံးကိုတာတာလေးလွင်ပစ်လို့ရတယ်လူတွေကတခုခုရွှေ့ဖို့လိုအပ်တာနဲ့သူမကိုပြောပြလိုက်ရုံပဲဒါဆိုသူကအိမ်တစ်လုံးလုံးကိုတောင်ကြိုက်တဲ့နေရာရွှေ့ပေးလိုက်လို့ရတယ်တိုက်တွေပါတွေရိုင်းနေရင်တောင်မှဒူးနဲ့တိုက်လိုက်တာနဲ့ပြန်တက်သွားတာပဲသူ့ညီမငယ်လေးရဲ့စွမ်းအားကဆိုပိုပြီးတောင်အံ့ဩစရာကောင်းနေသေးတယ်သူမကအပင်တွေရဲ့ကြီးထွားပုံကိုထိန်းချုပ်နိုင်ပြီးတော့သူမလက်ကိုချက်ရမ်းလိုက်တာနဲ့ကောင်းကင်ကနေပန်းပွင့်တွေအများကြီးကိုဆင့်ခေါ်လို့ရသေးတယ်လူတွေမင်္ဂလာပွဲစီစဉ်တဲ့အခါအခမ်းအနားပြင်ဆင်အတွက်ခေါင်းရှုပ်စရာမလိုတော့ဘူးဘာလို့ဆိုသူမရဲ့အစွမ်းကိုတုံးလိုက်တာနဲ့ရင်သက်ရှူမော့ဖွဲကောင်းတဲ့ဒီဇိုင်းတွေကိုအလွယ်လေးဖန်တီးလိုက်လို့ရတယ်သူတို့တော်ကြပြန်တော့ရာသီဥတုကိုစိတ်နဲ့ထိန်းချုပ်လို့ရတယ်သူပြောနေတဲ့အခါမှာဆိုကောင်းကင်ကြီးကကြည်လင်နေပြီးတော့သူမစိတ်ဆိုးတဲ့အခါမှာတော့မိုးတွေတဲပြီးမုန်တိုင်းတွေထန်နေတော့တာပဲသူမလိုပေါ့တမျိုးလုံးရဲ့ရာသီဥတုကသူ့စိတ်ခံစားချက်ပေါ်မှာမူတည်နေတာပဲသူတို့ရဲ့မောင်ဝမ်းခွဲကတော့ရုပ်ပြောင်းရုပ်လွယ်အတက်ကိုတက်မြောက်တယ်ယောက်ျားမိန်းမအသက်ကြီးငယ်အရက်ရှည်အတူပိန်မလားဝမလားကြိုက်တာပြောင်းလို့ရတယ်သူတို့ရဲ့နောက်ထပ်ညီမဝမ်းခွဲလေးကတော့သူ့မှာထူးခြားတဲ့အကြားအာယုံရှိနေခဲ့ပြီးတော့တမိုင်လောက်ကွာမှသူမအတင်းကိုပြောနေရင်တောင်မှတန်းတည်တာပဲသူတို့အားလုံးကမော်မီသားစုတစ်ခုဖြစ်ပြီးတော့တယောက်စီတိုင်းမှာထူးခြားတဲ့စူပါပါဝါတွေရှိနေခဲ့ကြတယ်သူတို့အားလုံးမော်အင်ဂျီတစ်လုံးမှာအတူတူနေထိုင်ကြပြီးတော့မနေ့ရောက်တာနဲ့သူတို့ရဲ့ဖိနပ်တွေကိုလိုက်ရှာစရာမလိုဘူးညစ်ပတ်နေရဲ့အဝတ်စားတွေကိုတောင်မှချင်းတောင်းကဖမ်းပြီးတော့အလိုရောက်လျှော်ဖွတ်ပေးသေးတယ်ထမင်းစားချိန်မှာဆိုလဲပန်းကန်ပြားတွေကသူ့ဟာသူစီရီရောက်လာကြတယ်လက်ဖက်ရည်အိုးကလည်းလူတယောက်ချင်းစီရဲ့စိတ်ကြိုက်ရတာကိုဖန်တီးပေးနိုင်တယ်လေကားတစ်တွေကလည်းရှော့တစ်ခုလိုပြောင်းလဲနိုင်ပြီးတော့ချမ်းပြင်ကိုတောင်မှအပြေးဆက်လို့အသုံးပြုလို့ရနေသေးတယ်ဒါပေမဲ့ဒီမော်မီသားစုထဲမှာပဲမီယာဆိုတဲ့ကောင်မလေးတယောက်ရှိပြီးတော့သူမကဘာဆွမ်းစားမှမရှိတဲ့တယောက်ထဲတော့သူပဲဒီမီသားစုမှာလူတိုင်းရဲ့မော်ပညာတွေကသူ့အဖွားရဲ့ထူးဆန်းတဲ့ဖျောင်းတိုင်ကြောင့်ရရှိလာကြတာဖြစ်ပြီးတော့ကလေးတယောက်က9နှစ်ပြည့်တာနဲ့သူ့အဖွားကထူးခြားတဲ့စွမ်းရည်တစ်ခုပေးဖို့အတွက်အဲ့ဒီဖျောင်းတိုင်ကိုအသုံးပြုလိမ့်ရှိတယ်ဒါပေမဲ့မီယာတက်9နှစ်ပြည့်တဲ့နေ့မှာမော်အင်ကသူမအတွက်မော်တကားတစ်ခုကိုဖွင့်ပေးခဲ့ရင်မဲ့သူမတကားလက်ကင်ကိုထိလိုက်တာနဲ့တကားကထူးဆန်းစွာပျောက်ကွယ်သွားခဲ့ပြီးတော့အဲ့ဒီနေ့ကစားပြီးသူ့အဖွားရဲ့မော်ပညာကသူမအပေါ်ဘယ်တော့မှတက်ရောက်မှုမရှိခဲ့ဘူးဘာစွမ်းအားမှမရှိပေမဲ့မီယာကတော့ဘဝကိုပျော်ပျော်ရွှင်ရွှင်ပဲနေထိုင်ခဲ့ပါတယ်ဒီနေ့ကသူတို့ရဲ့အငယ်ဆုံးမောင်ဝမ်းကွဲလေးရဲ့9နှစ်မြောက်မွေးနေ့ဖြစ်ပြီးတော့သူစွမ်းအားရမယ့်နေ့ဖြစ်တာကြောင့်လူတိုင်းကဒီပွဲအတွက်အလုပ်တွေရှုပ်နေခဲ့ကြတယ်မီယာကဘာကူညီရအောင်မလဲလို့မေးလိုက်တော့အမဖြစ်သူကသူမကိုလောင်ပြောင်နေခဲ့ပြီးတော့သူဖွားကတော့မနှောက်ယှက်ရဘူးနော်လို့ပြောလိုက်တာကြောင့်မီယာလည်းသူ့ကိုယ်သူလုံးဝလူရမဝင်တယ်လို့ခံစားလိုက်ရတယ်ဒီနောက်ထုံးတန်းစင်လာအတိုင်းမောင်ဝမ်းကွဲလေးကသူ့ရဲ့ကိုယ်ပိုင်မော်တကားကိုအောင်မြင်စွာဖွင့်လှစ်ခဲ့လိုက်ပြီးတော့လှပတဲ့တော့အုပ်ကြီးတစ်ခုပေါ်လာခဲ့ပြီးမရေမတွက်နိုင်တဲ့တိရစ္ဆာန်တွေကပြေးလွှားနေခဲ့ကြတယ်ဒီနေ့မှသူကတိရစ္ဆာန်လေးတွေနဲ့စကားပြောနိုင်တဲ့စွမ်းအားကိုရရှိခဲ့လိုက်တာကြောင့်လူတိုင်းကသူ့အတွက်ချီးကျူးနေခဲ့ကြပြီးတော့ထောင်နားမှာရက်နေရဲ့မီယာကိုတော့ဘယ်သူမှဂရုမစိုက်ခဲ့ကြဘူးသူတို့အားလုံးကမီယာကိုမမြင်သလိုဖယ်ချင်ထားခဲ့တာကြောင့်မီယာလည်းဝမ်းနည်းစွာနဲ့ပဲအိတ်ခမ်းထဲကိုထွက်လာခဲ့လိုက်တယ်ဒီချိန်မှာပဲသူမရှိကိုပေါ်ကနေအမိုးချွေပြားတစ်ခုကပြုတ်ကျလာခဲ့တယ်ဒီနောက်နိုင်ရန်တွေလည်းအကွဲလာပြီးတော့မော်ဖျောင်းတိုင်ကတော့သူ့လိုကျွတ်ထွက်မလို့တွေဖြစ်နေခဲ့တယ်မီယာလည်းဒီအကြောင်းကိုသူ့မိသားစုစီအမြန်ပြေးပြီးပြောပြလိုက်ပေမဲ့သူတို့လာကြည့်ကြတော့အရာအလုံးကပုံမှန်တိုင်းဖြစ်နေခဲ့ပြီးတော့မီယာလိန်နေတယ်လို့ပဲထင်နေခဲ့ကြတယ်သူ့အမကလည်းအာယုံစိုက်တာခံချင်လို့ရှောက်ပြောနေတယ်လို့ဆွဆွဲနေခဲ့တာကြောင့်မီယာကရှင်းပြဖို့ကြိုးစားနေခဲ့ပေမဲ့သူ့ဖွားကအိမ်ကခိုင်ခံပါတယ်ဒါကမီယာဖန်တီးထားတဲ့ဇလန်တစ်ပုဒ်ပါပဲလို့ပိတ်ပြောခဲ့လိုက်တယ်အဲ့ဒီညမှာပဲမီယာကအိမ်မပြောဖြစ်နေခဲ့တာကြောင့်စိတ်ပြေလက်ပြောက်လန်းလျှောက်ထွက်လာခဲ့လိုက်တယ်သူ့ဖွားရဲ့ပြတ်တင်းပေါက်ကနေဖြတ်သွားတဲ့အခါမှာတော့ထိတ်လန့်စရာတစ်ခုကိုကြားခဲ့လိုက်ရတယ်တကယ်တော့သူ့ဖွားကမော်အင်ကြီးပြိုကျနေတာကိုတီထားပြီးသားဖြစ်နေခဲ့ပြီးတော့အင်ကြီးပျက်စီးသွားခဲ့ရင်လူတိုင်းရဲ့စွမ်းအားတွေအကုန်ပြောက်ကွယ်သွားလိမ့်မယ်ဆိုတာသိခဲ့လိုက်ရတယ်သူ့မိသားစုကသူမကိုတန်ဖိုးမထားပေမဲ့မီယာကတော့သူတို့အပေါ်မှာနည်းနည်းမစိတ်မဆိုးခဲ့ဘူးဒါကြောင့်သူမကမော်အင်ကြီးကိုကယ်တင်ဖို့ဆုံးဖြတ်လိုက်ပြီးတော့အမှန်တရားကိုသိနိုင်ဖို့အတွက်သူမရဲ့အမအကြီးဆုံးစီကိုတွားခဲ့လိုက်တယ်ဒီတော့နှစ်ရှည်လများပြောင်းနေတဲ့သူဦးလေးအကြောင်းကိုသိခဲ့လိုက်ရပြီးတော့သူ့ဦးလေးကလည်းတစ်ချိန်ကမော်အင်ကြီးပြိုကျမယ်လို့ခံမှန်းဘူးတယ်ဆိုတာသိလိုက်ရတာကြောင့်ဒဲလုံစတစ်ခုခုတွေ့လို့တွေ့ညာမီယာကသူ့ဦးလေးရဲ့အခန်းဟောင်းထဲကိုတိတ်ဆိတ်ခိုးဝင်လာခဲ့လိုက်တယ်အဲ့ဒီမှာသူမကရှိုးဝက်ထားတဲ့နန်းတော်ကြီးကိုမတော်တဆတွေ့ရှိသွားခဲ့တယ်